ချစ်ချင်းမှာဘာအပြစ်ရှိတော့ဒါလေးကိုဘုရားလောင်းရိုးရိုးလေးပြောပြတယ်တဏိဟသင်္ကတိတာခန္ဓာသင်္တိမနောမေယပုထုတေဘုသံဥပါဒပိဏိတသမတဏိဟံနာရောစေယဟောဒီလောကကြီးမှာတဏှာလောဘဆိုတဲ့အစေးတွေနဲ့ကန့်ညီနေကြတဲ့တတ္တဝါတွေစိတ်ထဲမှာဖြစ်ပေါ်လာတဲ့တွေ့တာကန့်ညစ်မှုတွေဟာအာယုတစ်ခုကိုအဖန်တလဲလဲကျိုးတစ်ချောင်းနဲ့ရစ်တယ်လို့မျိုးချီတယ်လို့မျိုးဂန္ဓာအထုံးအဖွဲ့တွေဟာသင်တိအဖန်တလဲလဲဖြစ်လာတယ်တဲ့မြင်ပါများကြားပါများတွေ့ပါများတော့လိုချင်မှုလောဘအစေးနဲ့အနှောင်အဖွဲ့တွေဟာကျိုးတစ်ချောင်းနဲ့ချီတယ်လို့မျိုးစိတ်နှလုံးမှာဖြစ်လာတယ်တဲ့အထုံးအဖွဲ့တွေဟာနော်အဲ့ဒါချစ်ချင်းကိုပြောတာနော်အေးအဲ့ဒီချစ်ချင်းဆိုတဲ့အထုံးဖွဲ့ဟာတဲ့တေဘုဒ္ဓဥပါဒပင်တိတေဘုဒ္ဓတေကန္ထာထိုချစ်ချင်းဆိုတဲ့အနှောင်ဖွဲ့တို့သည်တတ္တိတတ္တဝါတို့ကိုဘုဒ္ဓပြင်းပြင်းထန်ထန်ဥပါဒပင်တိပူပန်စေတတ်ကုန်၏အဲ့ဒီချစ်ချင်းကြောင့်တတ္တဝါတွေဟာပြင်းစွာပူပန်နေကြရတယ်ဒါကြောင့်ငါဟာချစ်ချင်းကိုသဘောမကျဘူးတဲ့ချစ်ချင်းဆိုတာကနေပေအများကြီးပဲနော်သားသမီးကိုမိဘကချစ်တယ်ဆိုရင်လည်းချစ်ချင်းပဲမဟုတ်လားမေတ္တာလည်းပါတယ်ဂေဟတိတပေမပေါ့ဟုတ်လားညီကိုမောင်နှမချစ်တာပါမယ်လင်ချစ်မယားချစ်ပါမယ်ဆွေချစ်မျိုးချစ်ပါမယ်မိတ်ချစ်ဆွေချစ်ပါမယ်အကုန်လုံးဒီချစ်ချင်းပဲနော်ဒီကိစ္စမိုက်မြအေးအဲ့ဒါထဲမှာမေတ္တာကဘယ်၍ဘယ်နှစတဏှာလောဘကဘယ်နှစရောစပ်ထားတဲ့အစာချင်းတော့တူချင်းမှတူမယ်ဟုတ်လားဒီကိစ္စသဘောပေါက်တယ်နော်ချစ်ချင်းဆိုတာနေအကျယ်ကြီးပဲနော်ဟုတ်လားအဲ့ဒီချစ်ချင်းဆိုတိုင်းမေတ္တာလို့သွားပြီးတော့မထင်နဲ့နော်တန်ရောစဉ်တရားတွေနဲ့လုံးထွေးရစ်ပတ်ပြီးတော့တချို့ချစ်ချင်းကြတော့မေတ္တာကရောထားတဲ့အစာကအင်မတန်နဲတယ်တန်ရောစဉ်တွေပဲများနေတဲ့တကြောင်သူတို့ကြတော့ပို့ပြီးတော့ပူလောင်တဲ့သဘောရှိဟုတ်လားဒါကြောင့်ချစ်ချင်းဆိုသောတရားသည်တတ္တဝါတွေကိုပြင်းစွာပင်ပန်းစေတဲ့အတွက်ကြောင့်ငါမကြိုက်ဘူးတဲ့အဲ့တော့ချစ်ချင်းဆိုတဲ့တရားလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ကဟိုနောက်ထပ်ပြောရမယ့်ဟာကနှစ်ခုကြံနေသေးတယ်အချိန်ကိုကြည့်လိုက်တော့အချိန်ကသိပ်ပြီးတော့မရှိဘူးအဲ့တော့ဟိုမှာလူငယ်တွေရဲ့မျက်နှာလည်းမြင်နေတော့ပုံမြင်လေးတစ်ပုဒ်ကိုပဲဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းပြောလိုက်ခြင်းနော်ရှေ့ကမုန်းတာတွေလည်းပြောခဲ့တယ်လေခုချစ်ချင်းဆိုတာရောက်လာတယ်လေအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းငယ်ငယ်တုန်းကဖတ်ဖူးတယ်တော်တော်လေးလည်းကောင်းပါတယ်လူငယ်တွေနားလည်ဖို့လည်းအင်မတန်လွယ်တယ်လို့ဦးဇင်းထင်တယ်တခါတုန်းကပင်လေကန်းဆက်ကအုံးပင်တပင်ပေါ်မှာရှင့်ဇနီးမောင်နှံနှစ်ကောင်နေတယ်တဲ့ရှင့်ကလေးတွေနေကြတယ်အဲ့လိုနေရင်တနေ့ကျတော့ရှင့်မကလေးကအုံးပင်ပေါ်ကဆင်းပြီးတော့ပင်လေရေကိုဆင်းပြီးတော့တောက်တယ်တောက်တော့ပင်လေရေဒီလိုင်းကလာနေတာ तू မမြင်ဘူးလေ तू ကရိတ်ဆန်လေးတေးသေးလေးဆိုတော့မသိဘူးကိုအဲ့ဒါနဲ့အဲ့ဒီရေလှိုင်းနဲ့ဒီရှင့်မလေးကပင်လေရေထဲကိုမျောပါသွားရောသေရောမမြင်ရတော့ဘူးအဲ့တော့ရှင့်မိုးကပြန်မလာနဲ့စောင်းရင်းနဲ့သူ့ရှင့်မဒီပင်လေထဲဆင်းသွားတာပြန်မလာဘူးဆိုတော့ तू အင်မतनခံစားရတယ်တဲ့အဲ့ဒီရှင့်ကလေးကအဲ့ဒါနဲ့ तू အုံးမေမောကဆင်းပြီးတော့ဒီရှင့်မလေးကိုငါဘယ်နည်းနဲ့ပြန်တွေ့နိုင်မလို့ဘယ်နည်းနဲ့ပြန်တွေ့မနိုင်မလို့ तू စဉ်းစားတယ်တဲ့စဉ်းစားတော့ငါရှင့်မလေးဟာဟောဒီပင်လေရေထဲမှာတေချာပေါက်ရှိဒါကြောင့်ဒီပင်လေရေတွေဖုံးနေလို့ငါရှင့်မလေးကိုငါမမြင်ရဒီပင်လေရေတွေသာအကယ်၍မရှိဘူးဆိုရင်ငါရှင့်မလေးကိုငါတေချာပေါက်ပြန်တွေ့မယ်အဲ့ဒါနဲ့သူကဘာတုံးဆိုတော့ပင်လေထဲကိုဆင်းသူ့ရဲ့အမိပွားပါကလေးကိုပင်လေရေထဲနှစ်ပြီးတော့ရွာနဲ့ပြန်တက်လာကမ်းပေါ်တော့အဲ့ဒီအမိကဆွတ်ထားတဲ့ရေကလေးကိုခါနောက်တစ်ခါပြန်ဆင်းအမိကလေးကိုစိမ့်ကမ်းပေါ်ရောက်တော့ပြန်ခါအခောက်ပေါင်းများစွာလုံနေတာဘာလုံတာတုံးဆိုတော့ပင်လေရေတွေကိုခန်းသွားအောင်သူစူးစမ်းနေတာဘာကိုတွေ့ကျင်လို့တော့သူရှင်းမလေးကိုတွေ့ကျင်လို့ဟုတ်လားပင်မနဲ့နော်တခါကြီးမိုက်မြအဲ့ဒါနဲ့ဒီကန်းဆောင်နက်ကကန်းမှာစောင့်နေတဲ့နက်ကဒီရှင်ကလေးကိုတိတ်တနာတယ်ဖြစ်နိုင်ဘူးနော်မင်းသေးတာသွားမယ်ဒီရေကတော့ခမ်းမှာမဟုတ်ဘူးအဲ့ဒါနဲ့ကန်းဆောင်နက်ကကိုထင်ပြပြီးတော့တဲ့ပုံမြင်ဆိုတော့လေကိုထင်ပြပြီးတော့ရှင်ကလေးမင်းဘာလုပ်တာဟာကျွန်တော်ချစ်တဲ့ရှင့်မလေးဒီထဲမှာရှိတယ်ဒါကြောင့်မို့လို့ပင်လေရီတွေဖုံးနေလို့မမြင်ရလို့ပင်လေရီတွေကုံသွားအောင်ကျုပ်ဒီလိုလုပ်နေတယ်မင်းမဖြစ်နိုင်ဘူးနော်တဏှာလွန်းလို့ဟုတ်လားအဲ့ဒါနဲ့ကန်းဆောင်တက်ကမင်းမှာချစ်ချင်းကြောင့်ပင်ပန်းနေပြီဒါကြောင့်ဒီချစ်ချင်းတွေရော့သွားအောင်သူ့ကိုဘယ်လိုလုပ်မလဲဆိုတော့ကန်းဆောင်တက်ကမြင်တာကိုဗျမြင်တော့ရှင့်ကလေးမင်းကသာမင်းရဲ့ရှင့်မလေးကိုလွန်ဆွေးပြီးတော့ချစ်ချင်းနဲ့မင်းပင်ပန်းနေတာမင်းရှင့်မလေးကဘဝပြောင်းပြီးတော့လေဟောဒီပင်လေကိုစောင့်တဲ့နတ်မင်းကြီးရဲ့နတ်မိဖုရားဖြစ်နေတယ်ဗျာလို့ပြောတယ်တကယ်လည်းဖြစ်နေတဲ့အဲ့ဒါနဲ့ကန်းဆောင်တက်ကဒီရှင်လေးရဲ့ချစ်ချင်းတရားတွေရော့ပြီးတော့တတ်တာပါစီတော့ဆိုတဲ့ရည်ရွယ်ချက်နဲ့သူ့ရဲ့တကိုးနဲ့
ပင်လယ်ဆောင်နတ်မင်းကြီးနဲ့ရှင်းမလေးကသေလို့ဖြစ်နေတဲ့ပင်လယ်ဆောင်နတ်မင်းကြီးရဲ့မိဖုရားကိုတကိုးနဲ့ပြတော့ရှင်လေးကမော့ကြည့်။အော်ကြည်စမ်းသူငါ့ကိုအမှတ်မရတော့ငါကတော့သူ့ကိုတွေ့ဖို့အတွက်ရည်ရည်ခန့်အောင်ကြိုးစားနေရပိဿရဲ့ချစ်ချင်းကနေမုံချင်းကိုတောက်လျှောက်ရောက်သွားတာဒါကြောင့်ဦးသိန်းကတစ်ခါစဉ်းစားကြည့်တယ်ချစ်ချင်းနဲ့မုံချင်းဟာလေဟိုဘက်နဲ့ဒီဘက်နဲ့ကတ်နေတယ်လို့ပဲလှည့်လိုက်တာနဲ့တစ်ခါတလေအင်မတန်မြန်တယ်မေတ္တာနဲ့ချစ်တာကိုဆိုလိုတာမဟုတ်ဘူးနော်ဒကာကြီးဒီမိုင်းမြနော်တဏှာလောဘနဲ့ချစ်တယ်ဆိုတာကိုယ်စိတ်တိုင်းမကြတာနဲ့တပြိုင်တည်းတည်းမုံတော့တာပဲချစ်တယ်ဆိုတာကလည်းခက်တော့ခက်ကြီးဗျတေးသေးချာချာစဉ်းစားကြည့်မှအဲ့ဒီလူကိုချစ်တယ်ဆိုအဲ့ဒီလူကိုချစ်တာမဟုတ်ကိုချစ်တာကိုကျင်နှံ့မှုရဖို့အတွက်အဲ့ဒီလူကိုမျက်စိအောက်ကအပြောက်မခံနိုင်တာဒါပဲဒါကိုအိမ်ကြရင်တော့လည်းအကြည်လေစဉ်းစားကြည့်အောင်ပေါ့လေဒါကဥစဉ်ကအတူချုပ်ပဲပြောရတာတရားဒီပြင်ဟာတွေပြောရအောင်မှာထားတော့ချစ်ချင်းအကြောင်းဒီကချက်နေတရားဟာပြီးမှမဟုတ်လားအဲ့တော့အဲ့ဒီချစ်ချင်းကိုဟိုဘက်လှည့်လိုက်တော့မုံချင်းဖြစ်သွားတယ်အဲ့ဒီမှာငါကသာသူ့ကိုလွမ်းနေရတာသူကကြည့်ပါအောင်ဆိုတော့အလိမ့်လိုက်တက်လာတဲ့ဒေါသကအဲ့ဒါနဲ့မသူကညံလဲကောင်းတယ်သိလားတောက်လျှောက်အဖြေကထွက်တယ်ဒေါသအားလျော်ဆိုတာဘာလို့တုံဆိုတော့ကံမော်တက်သဲတွေကိုလက်ကလေးနဲ့ကုတ်ရှင့်ရဲ့လက်ကလေးသေးသေးလေးနော်လက်ကလေးနဲ့ကုတ်ပြီးတော့သမုဒ္ဒရာရေထဲကိုပြစ်ချခဏနေကံမော်တက်သဲလေးကိုကုတ်ပြီးတော့ရေထဲပြစ်ချအဲ့ဒါနဲ့ကန်းဆောင်နတ်ကဟာနေအောင်မင်းဘာဖြစ်ပြန်တာတော့စောစောကရေကိုအမိနဲ့ခတ်ပြီးတော့ဆဲတယ်နော်အခုသဲကိုလက်နဲ့ကုတ်ပြီးတော့ပင်လယ်ထဲထည့်တယ်နော်မင်းဘာဖြစ်ပြန်ပြီတော့သူတို့ကိုမမြင်နိုင်ဘူးတဲ့မမြင်ခြင်းဘူးတဲ့မမြင်ရင်သူတို့ရဲ့တရားဒီရည်တွေပျောက်သွားမှဖြစ်မယ်ဒါကြောင့်ဒီရည်တွေပျောက်သွားအောင်သဲတွေနဲ့ဖုံးပြစ်မယ်တဲ့မုံချင်းမှလည်းအစွမ်းတတ္တိတွေရှိတယ်နော်ဟုတ်လားတခါကြီးမိုက်မြချစ်ချင်းမှလည်းအစွမ်းတတ္တိတွေရှိတယ်နှစ်ခုသောအစွမ်းတတ္တိတွေတတ္တဝါကိုပင်ပန်းအောင်လုပ်နေတာကြီးပဲဒါလေးကိုမြင်စေချင်တာမုံလည်းမတတ်တာချစ်လည်းမတတ်တာချစ်ချင်းမုံချင်းကလွတ်တဲ့လူသားရင်တတ်တာတယ်မေတ္တာနဲ့မဆိုင်ဘူးတော့မေတ္တာကဒါနဲ့ဘာမှမဆိုင်ဘူးစီနဲ့ရေလို့ကြွားတယ်တခြားသည်မေတ္တာဆိုတာသူ့အတွက်ချစ်ချင်းဆိုတာကိုယ့်အတွက်ဒကာကြီးမှာအဲ့ဒါလောက်ကိုကြွားတယ်မေတ္တာဆိုတာသူတို့ကောင်းရင်ပြီးတာပဲချစ်ချင်းကအဲ့လိုမဟုတ်ဘူးကိုယ်စိတ်တိုင်းမကြတာနဲ့တပြိုင်တည်းဟိုတတ္တဝါတွေအချင်းချင်းချစ်လာပါတယ်ဆိုတဲ့မိခင်ဖခင်တွေတောင်းလေသူတို့စိတ်နဲ့မတည့်တော့အမွေဖြတ်ထဲဘူးလားသတင်းသားတဲ့ကိုထဲပါဗျာဘာဖြစ်သွားတာတော့မုံသွားတာမုံတာမှဘယ်လောက်ထိမုံတော့မင်းမြန်စုံစမ်းခြင်းသီးခံပါဟုတ်လားမပြောတော့မပြောချင်တော့ဘူးပေါ့လေငကိုတုံးကချစ်လိုက်တာဟုတ်လားအမွေပြက်ကျင်ညာုံနဲ့အားမရလို့ဗါတဲ့တော့မင်းမြန်စုံစမ်းခြင်းသီးခံပါတဲ့အဲ့တော့ချစ်ချင်းတွေကစိတ်ချရသလားမချရဘူးဗျမေတ္တာကမှစိတ်ချဟုတ်လားအေးအဲ့ဒီတော့ချစ်ချင်းဆိုတာတတ္တဝါတွေကိုအင်မတန်ပူလောင်စီလို့ဟိုတနေ့ကဦးစင်းရဲ့ညီတစ်ပါးဥဒေဝင်ကဦးစင်းကိုပြောပြတယ်မကွေးမြို့မှာတဲ့သူ့တက္ကမကြီးတယောက်ထမအိုးတဲနေရင်းနဲ့ကလေးတယောက်ကိုကားတိုက်တယ်ဆိုလမ်းကကြားကလေးတယောက်ကားတိုက်တယ်ထမင်းအချက်မပြတ်ဘူးဩကလေးတယောက်ဆော့တဲ့ကလေးနေမှာပေါ့ဩဟုတ်လားဒီလောက်ပဲခဏနေတော့သတင်းကရောက်လာတယ်ခမရသားလေးအဲ့ဒါခမရသားလေးလို့ပြောတော့ဟာတခါတဲ့ခေါင်းကြီးကိုတင်းတောင်းလောက်ရှိလာတယ်တဲ့ဒကာကြီးမိုင်းမြစောတုံးကလည်းဒီကလေးပဲနော်အဲ့ဒီကလေးကားတိုက်တယ်ဆိုတော့ဘာဖြစ်တော့ဘာမှမဖြစ်ဘူးထမင်းချက်မပြတ်ဘူးစကားပြောမပြတ်ဘူးခမရသားလေးလို့ပြောလိုက်တာနဲ့ခေါင်းကြီးကတင်းတောင်းလောက်ဖြစ်သွားတယ်ဘယ်သူကနှိပ်စက်တာတော့အဲ့ဒီချစ်ချင်းပါပဲဒကာကြီးမိုင်းမြငါသားလေးဟုတ်လားအဲ့တော့ချစ်ချင်းရဲ့အပြစ်တွေကိုမြတ်စွာဘုရားပြောထားတာတွေဦးဇင်းတို့ကျမ်းမယ်ညွှန်းခဲ့တော့မယ်ဗျာမေဇိမပါဏာတပါဠိတော်မှာလေပိယဇာတိကသုတ်တံဆိုတာရှိတယ်စကဦးဇင်းကအဲ့ဒါလေးပြောမလို့အခုအချိန်မရတော့လို့မပြောတော့ဟုတ်လားချစ်ချင်းမှာဘာအပြစ်ရှိတော့ဒါလေးကိုဘုရားလောင်းရိုးရိုးလေးပြောပြတယ်တဏိဟသင်္ကတိတာခန္ဓာသင်တိမနောမေယပုထုတေဘုသံဥပါဒပိဏိတတမတဏိဟံနာရောစေယဟောဒီလောကကြီးမှာတဏှာလောဘဆိုတဲ့အစည်းတွေနဲ့ကန့်ကြည့်နေကြတဲ့တတ္တဝါတွေ